အားလုံးပဲမင်္ဂလာပါ YouTube မှာဖုန်းဝယ်ရောင်းပညာတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ကိုကောင်းပါငွေ9သိန်းရှိရင်ဖုန်းဝယ်ရောင်းလုပ်ပါဆိုတဲ့ခေါင်းစဉ်အောက်ကဆိုတဲ့ဗီဒီယိုလေးကိုလူတိုင်းမှတ်မိကြမယ်ထင်ပါတယ်ဟုတ်ကဲ့ viewer အသစ်တွေမသိခင်မှာကျွန်တော်မိတ်ဆက်ပေးလိုက်ပါဦးမယ်ကျွန်တော်ကဖုန်းဝယ်ရောင်းပညာတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ယခု KD Sharing ရဲ့ပိုင်ရှင်ကိုကောင်းမြတ်ဖြစ်ပါတယ်ယခုကျွန်တော် YouTube မှာပြန်ပေါ်လာတော့ဟိုးနှစ်ကလေးကအားပေးလာကြတဲ့ညီကိုတွေကမေးကြတယ်အရင်လိုမျိုးဖုန်းဝယ်ရောင်းပညာတွေကိုမတင်တော့ဘူးလားဘာကြောင့်မလို့မတင်ရတာလဲဘာလို့ပျောက်သွားတာလဲပြန်ပေါ်လာတော့ရောတခြား content တွေဘာလို့တင်နေရလဲပေါ့အဲ့ဒါလေးတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာဖြည့်ပေးပါမယ်။ဘာကြောင့်ဖုန်းဝယ်ရောင်းပညာတွေမတင်ရတာလဲမပြောခင်မှာကျွန်တော် YouTube ကိုဘာကြောင့်လုပ်ခဲ့ရလဲရှင်ပြောပေးမယ်။ကျွန်တော် YouTube စလုပ်ဖို့စဉ်းစားတော့ဆိုင်ကိုအကူတယောက်ဖုန်းလာဝယ်တာပေါ့။သူ့ရဲ့ data chain နေတဲ့အချိန်မှာသူ့ YouTube က subscriber 1သိန်းကျော်လောက်ရှိတယ်။အဲ့ဒါကိုကျွန်တော်သဘောကျပါတယ်။ဟာကိုကြီးဒါဆို saver button ရပြီပေါ့ကျွန်တော်လည်းလုပ်ချင်တယ်လို့ပြောလိုက်တော့သူ idea ပေးတယ်။အဲ့မှာကျွန်တော်ကို DD ပေါ့နော် DD Burmese blog ကတင်တန်းသွားတက်လိုက်တယ်။ပြီးကျွန်တော်ဘန်ကောက်ကိုခဏသွားတယ်။ YouTube နဲ့ပတ်သက်ပြီးဆက်ပြီးတော့လေ့လာတယ်ပေါ့နော်လေ့လာပြီးပြန်လာတော့စဉ်းစားကျွန်တော်3မျိုးစဉ်းစားလိုက်တယ်နံပါတ်1က travel blogger လုပ်မယ်နံပါတ်2က phone unboxing တွေ review တွေလုပ်မယ်နံပါတ်3ကကျတော့အခုကျွန်တော်လုပ်နေတဲ့ phone ဝယ်ရောင်းပညာရေး sharing လုပ်မယ်နံပါတ်1 travel blogger လုပ်ဖို့ကျွန်တော် camera တွေပါတောင်ဝယ်လိုက်တယ်ဒါပေမဲ့လည်း local မှာရော foreign ထွက်ဖို့ရောကနည်းနည်းအခက်အခဲလေးရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒါကို cancel လုပ်တယ် unboxing လုပ်ဖို့ကျတော့လေကျွန်တော်ဆိုင်ကတရက်အသစ်ဆိုရင်ဒါပုံမှန်3လေးလုံးရောင်းနေရတဲ့အခါမှာကျွန်တော် unboxing လုပ်ရင်ဝင်ငွေလည်းများမယ် RPN လည်းများတယ်ကျွန်တော်တို့ပူအဆင်ပြေနိုင်ပေမဲ့ကျွန်တော်မလုပ်ချင်ဘူးကျွန်တော်မလုပ်ချင်လဲဆိုဖုန်းဝယ်ရောင်းနေ sharing လုပ်ချင်တယ်ပေါ့အားကြောင့်လဲဆိုတော့ကျွန်တော်ပေးလိုက်တဲ့ content တစ်ပုဒ်ကလူတစ်ယောက်ကိုဒါအသိပညာရောဘ ഹു တုတရောရမယ်အပြင်ကိုအပြင်မှာပါလက်တွေ့ဝင်ငွေရှာလို့ရတဲ့ content တွေကျွန်တော်လုပ်ချင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖုန်းဝယ်ရောင်းပညာကိုစပြီးတော့ sharing လုပ်ခဲ့ပါတယ် maybe ကျွန်တော်ထင်ပါတယ်မြန်မာနိုင်ငံမှာဖုန်းဝယ်ရောင်းပညာနဲ့ပတ်သက်ပြီးတော့ sharing ပထမဆုံးစလုပ်တာကျွန်တော်လို့ပဲထင်ပါတယ်အဲ့တော့ကျွန်တော်ပေးလိုက်တဲ့ content တွေကကျွန်တော်စေတနာမှန်လို့လာတော့မသိဘူးခဏလေးအတွင်း3လ4လအတွင်းမှာကျွန်တော် monetization အောင်သွားတယ်3လနဲ့အောင်လာပေါ့ subscriber ဆိုအဲ့တော့8000လား1000လားသူရတယ်အရန်ပြောရတာပေါ့ဗျာအဲ့အချိန်မှာကိုလည်းအဆင်ပြေတယ်ဒါကြည့်တဲ့လူလည်းလုံးဝဒီ content ကနေပြီးလိုက်လို့ရတယ်ဆိုတော့ win-win relation ဖြစ်သွားတာပေါ့အဲ့လိုနဲ့အချိန်ကာလလေးတစ်ခုကြာလာတဲ့ခါမှာစုံပြူလေးတွေရောက်လာတယ်စုံပြူလေးတွေဆိုတာကတော့ကျွန်တော်ဗီဒီယိုကိုယူသုံးတယ်ပတ်စံရှာတယ်ဒါကိုကျွန်တော်ကဘာမှမပြောကျွန်တော်ဗီဒီယိုကနေ TikTok တို့ Facebook တို့ကနေ monetization ဝင်လို့ပတ်စံရတယ်ဟဲ့ဆိုကျွန်တော်ကဘာမှမပြော acceptable လက်ခံတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုတွေကိုယူသုံးတယ်ဥပမာ account တွေဖောက်ပြီးရောင်းစားကြတာမျိုးတွေလုပ်တယ်ပြီးကျွန်တော်ဗီဒီယိုကိုယူသုံးတယ်လိန်စားကြတာမျိုးတွေလုပ်ကြတယ်အဲ့လိုလူတွေရှိလာတော့ကျွန်တော် image ကိုကျွန်တော်အကြမခံရင်လို့ကျွန်တော်ဖုန်းဝယ်ရောင်းပညာတွေမတင်တော့တာပဲဖြစ်ပါတယ်လို့နော်တော်တော်များများဆိုရင်ကျွန်တော်ကို Facebook မှာဒီလာပြောကြပါတယ် TikTok account တွေဘယ်သူတွေလိုတင်နေကြတယ်ပေါ့ဒါကတော့လူတိုင်းသိကြပါတယ် fake account တွေမှာဒါပေမဲ့ဘာကြောင့်မတင်ရလဲဆိုကျွန်တော်ခေါင်းတော့မခံရင်လို့တခြား content idea ဘက်ကိုပြောင်းလိုက်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် viewer အစ်စ်မှန်တွေအတွက်ကိုကျွန်တော်လုပ်ပေးချင်တာလေးတွေရှိပါတယ် Telegram channel အသစ်တစ်ခုထောင်ပေးမယ်ဖုန်းဝယ်ရောင်းပညာနဲ့ပတ်သက်ပြီးတော့လူအများကြီးလည်းလက်မခံနိုင်ဘူးဝင်ကြီးလည်းမယူ private လေးလုပ်ပေးမယ်တကယ် reality ရင်းနှီးပြီးတော့တကယ်လောက်ကင်စားတော့နေတဲ့လူတွေနေ့စဉ် daily life မှာအဆင်ပြေသွားအောင်လို့ဘယ်လိုကြုံရလဲအခက်ခဲဘာလေးတွေဖြစ်သွားလဲကျွန်တော်ဘာပြောဖို့လိုလဲဆိုပြီးတော့ကျွန်တော်ရဲ့ဖုန်းဝယ်ရောင်း community လေးတစ်ခုကျွန်တော်တိစောက်ပေးပါမယ်နော်ဒီလိုမျိုး content တွေကိုဒီမှာတင်မဲ့ဆိုကျွန်တော် Telegram private မှာပဲတင်မယ်ပြီးတော့အဲ့ဝင်မဲ့ join မဲ့သူတွေရဲ့ information အပြည့်စုံကိုကျွန်တော်ကောက်ပါမယ်ပြီး9လပိုင်းအကုန်လောက်မှာကျွန်တော်လုပ်ပေးပါမယ်နော်ဒါကတော့ကျွန်တော် viewer အစစ်မှန်တွေအတွက်ပြောပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပြန်ပေါ်လာတော့ရောဘာကြောင့်ဒီလို content တွေတင်ရလဲဆိုတော့ပတ်စံကြောင်လာလို့မေးတယ်မဟုတ်ပါဘူး YouTube ကရတဲ့ income ကကျွန်တော် total ဆိုရင်ခုမှ350လောက်ပဲကျွန်တော်ရပါတယ်350လောက်ပဲရတယ် 1.4 လား8လားမသိ million view ပေါ့နော် 1.4 million view မှာ350လောက်ပဲရတယ်ကျွန်တော်တကယ်အပြင်မှာလက်တွေ့လုပ်နေတဲ့လုပ်ငန်းတွေရဲ့ 10% တော့ကျွန်တော်မရဘူးเนาะ 10% 350ဆိုတာကျွန်တော်တစ်နှစ်လုံးရှာရင် 10% တော့မရှိဘူးအဲ့တော့ကြောင့်မလို့ကျွန်တော်ဒါဝင်ငွေရဖို့လုပ်နေရလည်းမဟုတ်ဘူးကျွန်တော်ရဲ့ target ကကျွန်တော် subscriber တွေအများကြီးလိုချင်တယ်ကောင်းမွန်တဲ့ community ဖြစ်အောင်လုပ်ချင်တယ်ဒါလောက်ပဲငါလို YouTuber ဖြစ်ချင်တဲ့လူတွေရှိမှာပဲဆိုပြီးတော့အတွေးနဲ့ကျွန်တော် YouTuber ဖြစ်ဖို့အိမ်မက်ရှိတဲ့သူတွေအတွက်အခုလောလောဆယ်တင်ပေးနေတယ်ဒါလည်းတစ်လားပြည့်သွားပြီဆိုတော့နောက်ထပ် idea တစ်မျိုးကျွန်တော်ပြောင်းပါမယ်ပေါ့နော်ဒါလေးကို channel ကညီကိုတွေဒါတတိပေးခြင်းဖြစ်ပါတယ်လို့နော်အဲ့တော့ဘာကြောင့်ဖုန်းဝယ်ရောင်းပညာတွေကိုမတင်ရလဲဆိုလို့ရှိရင်ဒါဆုံးဖြူလေးတွေအကြောင်းပဲမတင်တော့တာပါလို့နော်နောက်ပိုင်းမှာလည်း value able ဖြစ်မဲ့ content တွေကိုကျွန်တော်ဇက်တိုက်တင်ပေးပါမယ်ဖုန်းဝယ်ရောင်းသမားတွေဖုန်းဝယ်ရောင်းပညာကိုလေ့လာနေတဲ့ညီကိုတွေအတွက်ကတော့ကျွန်တော်အခု content တွေစပြီးတော့ရိုက်နေပါပြီပြီးသွားပြီဟေ့ဆိုတာနဲ့ systematically ပေါ့ system ကြကြနဲ့ကျွန်တော် Telegram channel တစ်ခုတိစောက်ပေးပါမယ်လူကြီးအများကြီးလက်မခံပါဘူးเนาะလူကြီးအများဆုံး100လောက်ပဲကျွန်တော်လက်ခံပါမယ်ပြင်အဲ့ community မှာကျွန်တော်တို့စကားတွေဖောင်ဖွဲ့ပြီးပြောကြမယ်လုပ်ငန်းကိစ္စတိုးတက်ဖို့ဘယ်လိုမျိုးညှိနှိုင်းရမလဲဆိုတာလေးကိုကျွန်တော်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ကဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် KD Sharing ကကောင်းမြတ်ပါ